ဘာလို့တာလဲအဲ့ပူပြီးတော့လိုက်လွှင့်တာကြီးမဖြစ်သင့်ဘူးလေနော်မဖြစ်သင့်ဘူးဒါပေမဲ့ကိုယ့်ဘက်ကလူတွေဟာဟုတ်တယ်ကိုမောင်ဆိုပြီးသွားလုံးနေကြအဲ့ဒါပိုရင်နာစရာကောင်းတာအဲ့ဒါကြီးကနောက်နင်တို့ရွေးချယ်တာဒီပါမဟုတ်တဲ့မောင်အတွက်နဲ့နင်တို့ကရဲဘော်တွေဖြစ်ပြီးဘာဖြစ်လို့နင်တို့ကအဲ့လိုဝင်ပြီးတော့ပျော့ညံ့ပျော့စီဖြစ်နေတာသူကလာဆဲနေတာကိုအဲ့မောင်မကြိုဆိုလို့ဆိုပြီးတော့ချီးတွင်းနေရလို့ကောင်မျိုးနဲ့မပတ်သက်စေချင်လို့လေနော်ကိုတန်မိုးထားလို့ပြောတာအဲ့ဒီပေါ်မှာစဉ်းစားဆုံးဖြတ်ရမှာကိုစီအပိုင်းဖြစ်သွားပြီဒီပေါ်မှာညီမတို့ကထပ်ပြီးတော့လေဒါကြီးကိုလုံနေ highlight လုပ်ပြီးပြောနေမှာမဟုတ်တော့ဘူးသတိပေးလိုက်မယ်နော်ဒါလေးရောဒီလိုလေးဖြစ်တင်နေဆိုတဲ့အကြောင်းကိုပြောလိုက်မယ်ကျန်တာသူရွေးချယ်ရမှာပဲလေသူဘာကိုရွေးချယ်မလဲပေါ့သူဆက်လျှောက်မဲ့လမ်းကဘာလဲပေါ့အခုညီမတို့သဘောမကျတာဘာလဲဆိုလို့ရှိရင်ကိုစီကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တအားကိုဆက်တိမခံပုံစံမျိုးဖြစ်သွားတယ်ပထမပိုင်းလေးမှာလေဖြစ်သွားတဲ့ဟာဒီလောက်ကြီးမှမလိုအပ်တာပေါ့နော်ပြောတယ်ဟုတ်တယ်လူဆိုတာမှားတတ်တာပဲဘာဖြစ်လဲသမင်းစားတာအပြစ်မှမဟုတ်လားကိုရီလည်းဟာလားသမင်းစားမိတဝိုင်းနဲ့ရှောင်လွှဲလို့မရရင်ဖြစ်သွားစားမိမှာပဲတပုံနဲ့ပိုင်ပါသွားမှာပဲဒါပြဿနာမရှိပါဘူးဒါပေမဲ့ဒီပုံမှာဖြည့်ရှင်းတွေကနည်းနည်းကိုယ့်ဘက်ကနေမမောင်ဘက်ကိုအရန်အကဲဆက်တလိုမျိုးဖြစ်သွားတာကိုသဘောမကျတာပေါ့နော်အဲ့ဒီလိုမျိုးမဖြစ်သင့်ဘူးအားလုံးပဲမင်္ဂလာပါခင်ဗျာဆိုရှယ်မီဒီယာပေါ်မှာတခြားသတင်းတွေပါဖုံးလွှမ်းသွားတဲ့အထိဖြစ်နေတဲ့မောင်အကြောင်းနဲ့ကိုစီတိုးရဲ့ဖြစ်စဉ်အပေါ်မတဲတဲ့အေးတို့ကတားဆီးရုပ်ပြက်စေမဲ့အမားတွေကိုအပွင့်လင်းဆုံးဖွင့်ချလိုက်ပါတယ်။ဘာကြောင့်ဒီကိစ္စတွေကဒီလောက်အထိကြီးကျယ်နေရတာလဲသူတို့နောက်ွယ်ကသဘောထားတွေကဘာလဲဆိုတာကိုဒီဗီဒီယိုဖိုင်မှာဆက်လက်ကြည့်ရှုပေးကြပါခင်ဗျာ။ပြီးနိုင်တာပဲအဲ့ဒါကြီးကတော်လန်ရေးဘက်ကပတ်စံနေပါရှောက်ပြောနေတာအဲ့ဒါကြီးကတော့လက်မခံပါဘူးကျမတို့လည်းအဲ့ဒါတော့မဟုတ်ပါဘူးလူတယောက်ကကျွေးနိုင်ပါတယ်နော်ပြီးနိုင်ကျွေးနိုင်ပါဒါပေမဲ့ဘာကြောင့်အဲ့လိုတွေပြောကြရလဲဆိုလို့ရှိရင်အဲ့လိုထောက်ဖို့အကြီးစားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ထောက်ဖို့ကိုဖြိုးချင်နေတာကစစ်ကောင်စီဘက်ကလူတွေအဲ့တော့ပြဿနာဘယ်လိုပဲဖြစ်ဖြစ်မောင်ဒီဘက်ဟိုဘက်ကိုပဲကူဒီဘက်ကိုပဲကူဘယ်ဘက်ကကောင်းပဲဖြစ်ဖြစ်တော်တော်ရေးသမားပေါင်းတဲ့လူပြဿနာတက်မှာနော်အဲ့ဒါကိုယ့်ဘက်ကလူတွေသတိထားဖို့လိုတယ်ဆိုတာပြောတာအဲ့ဒီကျမစဉ်းစားကြည့်ရပေါ့ကျမတချို့တော်လိုင်းသမားတွေကျမတို့အချင်းချင်းလေးစားအားကြရတဲ့လူတွေရှိတယ်အဲ့ဒီလေးစားအားကြရပါတယ်ဆိုတဲ့လူတွေကတော့မှအဲ့ဒီမောင်ကြီးကိုသွားပြီးတော့မနေကြတဲ့ဟာကိုတွေ့ရတော့ကျွန်မအရန်ရည်စင်သွားတာအဲ့ light တွေ TikTok မှာလွှင့်နေတဲ့ light တွေပေါ့နော် light တွေမှာသူတို့အဲ့မှာပြောဘာမှလည်းကျွန်မဝင်သားထောင်ကြည့်တဲ့လောက်ကတော့ချက်ရန်နေဖြစ်နေရပဲတွေ့ရတယ်နော်ရန်နေဖြစ်နေဆဲနေရအဲ့ဒါပဲတွေ့ရတယ်ဘာမှလည်းသိပြီးတော့အချိန်တွေရန်ကျွန်မမြင်ရတဲ့လောက်ကတော့ချိန်တွေရန်အားနေသလိုပဲကျွန်မအဲ့လို TikTok တွေပါတယ်မှာတော့သိပြီး live လွှင့်လေမရှိပါဘူးဒါပေမဲ့ဝင်ကြည့်လိုက်လို့ရှိရင်တို့ like ကအများတန်းတွေ့နေတာဘာလို့တာလဲအဲ့ပူပြီးတော့ like လွှင့်တာကြီးမဖြစ်သင့်ဘူးလေနော်မဖြစ်သင့်ဘူးဒါပေမဲ့ကိုယ့်ဘက်ကလူတွေဟာဟုတ်တယ်ကိုမောင်ဆိုပြီးသွားလုံးနေကြအဲ့ဒါပိုရင်နာစရာကောင်းတာအဲ့ဒါကြီးကနော်ပြီးအဲ့လိုမျိုးပြောရင်ကျမတို့ပြောသေးတယ်မနာလို့ဘူးဆိုပြီးပြောသေးတယ်မနာလို့စရာဘာစောက်ကြောင်းရှိလို့လဲလို့ဒီကောင်နဲ့မြန်နော်ဒီလိုကောင်မျိုးတွေမနာလို့စရာဘာစောက်ကြောင်းရှိလို့နော်မနာလိုအောင်ရှင်ကျမတို့လည်းကိုဆယ်လီလို့မသတ်မှတ်ထားပါဘူးဆယ်လီလည်းမဟုတ်ပါဘူးကျမတို့တွေနော်နင်တို့တွေကဘာဖြစ်တယ်ညာဖြစ်တယ်ပြောနေကြတော့မဟုတ်ပါဘူးဆယ်လီလည်းမဟုတ်ဘူးနော်တော်လန်ရေးလှုပ်လို့လူတိလာတာပဲရှိတယ်နော်အဲ့ဒီပုံမှာကျမတို့ကိုငါတို့ကဆယ်လီပါဆိုတဲ့ပုံစံမျိုးနဲ့ပြောနေတာမဟုတ်ကိုကတော့ကိုခံယူချက်တိုင်းကိုပြောနေတာတော်လန်ရေးမှာပြတ်သားဖို့လိုတယ်နော်ပြတ်သားလှုပ်ဖို့လိုတယ်မပြတ်မသားလှုပ်တာအဲ့ဒီမပြတ်မသားလှုပ်နေမယ်ဆိုလို့ရှိရင်ကျမတို့တော်လန်ရေးကပို့ပြီးတော့ကြာမှာပို့ပြီးတော့ဝေလီဝါးလေးဖြစ်နေမှာပြတ်သားပလိုက်တော့ရှောက်မယ်မလားရှောက်အဆုံးထိရှောက်မရှောက်လဲမရှောက်ခြေလန်းကိုမလန်းနဲ့တော့ကိုနေကရဲဘော်လည်းအတိုင်းမပြောလိုက်နင်တို့ဘာမဟုတ်တာတက်နဲ့ကြီးအောင်ကိုင်နာပြီနင်တို့လူတက်နေတဲ့ကောင်တွေနင်တို့တွေကဟာလားနင်တို့ပြည်သူဘက်ကနေပြီးတော့နင်တို့အဲ့စစ်ကောင်စီရဲ့စစ်ခွေးတွေနင်တို့တက်နေလူတက်နေတဲ့ကောင်တွေနင်တို့ကနော်အဲ့ဒီလူဒီလမ်းအောင်နင်တို့ရွေးချယ်တာဒီပါမဟုတ်တဲ့မောင်အတွက်နဲ့နင်တို့ကရဲဘော်တွေဖြစ်ပြီးဘာဖြစ်လို့နင်တို့ကအဲ့လိုဝင်ပြီးတော့ပျော့ညံ့ပျော့စီဖြစ်နေတာသူကလာဆဲနေတာကိုအဲ့မောင်မကြိုဆိုလို့ဆိုပြီးတော့နော်အဲ့ကြောင့်မို့ပြောလိုက်တယ်နင်တို့နေစစ်သားမဟုတ်လားလို့နော်စစ်ရေးမှာရန်သူကိုမိတ်ဆွေဖွဲ့ရမယ်ဆိုတော့အဲ့ဒါဟာတာပဲအဲ့ရည်စရာပြောတာလို့အဲ့ဒီထောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ထောက်ဖို့တော်လည်းရေးမှာပါဝင်နေဆိုတော့ထောက်ဖို့နင်ကသူတို့လောက်လုံနိုင်လို့လားဆိုတာရှိသေးတယ်နော်သူတို့လောက်လုံနိုင်လို့လားထောက်ဖို့တစ်ခုလည်းနဲ့ဘာမှရံမရောက်ဘူးရှင်ထောက်ဖို့လုံနေတိုင်းဟုတ်ပါတယ်တော်လည်းရေးမှာပတ်စံလိုတာတော့မှန်ပါတယ်နော်ဒါပေမဲ့နင်သူလောက်လုံနိုင်လို့လားဆိုပြီးတော့ तू မားနေတာယူမပြောပါဘူးဆိုတဲ့ဟာမျိုးကြီးကမဖြစ်သင့်ဘူးလေထောက်ဖို့နိုင်တယ်ဆိုတိုင်းလုံချင်နိုင်လို့မရတာ
အမျိုးမျိုးဖြစ်နိုင်တာပေါ့နော်အမျိုးမျိုးဖြစ်နိုင်ပါတယ်ဟိုသူ့ကိုလုံးဝတလန်လားလို့လည်းမဆွဆွဲခြင်းဘူးဒါပေမဲ့တေးကြတာတခုကအဲ့ဒီကောင်ကလုံးဝစစ်တပ်ထောက်ခံတာတော့တေးကြတယ်အခုချိန်ကြီးလည်းစစ်တပ်ထောက်ခံနေတယ်နော်တော်လိုင်းကြီးအတွက်ဘာမှမလုပ်တာလဲအဲ့ဒါလည်းတေးကြတယ်အဲ့တော့ဟိုတော်လိုင်းကြီးအတွက်လုပ်နေတဲ့ကိုစီတော်လိုင်းကြီးအတွက်ပတ်စံအများကြီးရှာပေးနေတဲ့ကိုစီကဟိုတော်လိုင်းကြီးအတွက်ဘာမှမလုပ်တဲ့ကောင်အမှန်တော့ချီကိုသွားကင်တာပေါ့ရှင်နော်ချီကိုကင်လက်ကချီပေးမယ်လေအဲ့ဒါပဲကျွန်မပြောချင်တာအဲ့ဒါချီပဲကျွန်မတို့တို့ချီလုံးမယ်အဲ့ချီလုံးသွားကင်လက်ပေးမှာပဲဟုတ်လားအဲ့တော့ तू ကသွားပြီးတော့ရောနောတာသွားပြီးတော့ရောနောခွင့်ပေးလိုက်တာသွားပြီးပတ်သက်ခွင့်ပေးလိုက်တာ तू ကအဲ့ချီကို तू သွားကင်တော့ तू ချီပေးမှာပေါ့ तू ပြောခံရမှာပေါ့အဲ့ဒါပြောနေတဲ့လူတွေကိုနင်တို့ကကိုစီကိုမနာလို့နေရလားဆိုတော့ fuck you ပဲလို့နော်မနာလို့ကြပါကြောင်းမှမရှိလေအဲ့ဒါရှင်တို့ကျမပြောပြမယ်နိုင်ငံရေးမှာလေဒီလားနောက်ဆုံးကဆွေးနွေးရမှာရှင်အခုပြောနော်စစ်ခွေးတွေကိုတန်တမန်ရေးရမှာပါပဲစစ်အာဏာရှင်ပြုတ်ကြအောင်လုပ်နိုင်လားဆိုတန်တမန်ရေးရပါရတယ်ရှင်ပါရတယ်ဒါပေမဲ့ရှင်တို့အဲ့မောင်ကြတော့အဲ့လိုမျိုးနဲ့မတူဘူးလေကျမတို့ဂျားထဲမှာဖြန့်ပေးနေတဲ့ဒီပြည်သူလူထုဂျားထဲမှာဖြန့်ပေးနေတဲ့ဝါဒဖြန့်ချီရေးတွေအဲ့လိုမောင်တို့လိုကောင်မျိုးတွေကိုအများအားသုံးနေတာပဲအသုံးပြုနေတာပဲဟုတ်လားအပြော့ဆွဲနေပြီးဆွဲနေတာပဲအခုပြောနေစစ်တပ်ဘက်ကလူတွေကလည်းလာပြီးတော့ထောက်ခံတယ်ဟာကိုမောင်ဟုတ်တယ်ကိုမောင်ပြောတာမှန်တယ်ကိုဘက်ကလူတွေကလည်းကိုမောင်ပြောတာမှန်တယ်ဆိုပြီးတွားလုံနေကြတာလေနော်တွားလုံနေကြတာလေခုနရှင်ပြောတဲ့ဟာပေါ့စစ်ဟိုနောက်ဆုံးမှကြတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီတော်လန်ရေးပဲဖြစ်ဖြစ်ကျမတို့ကစစ်တပ်ကိုအမြင့်ပြတ်ဘယ်လိုပဲអော်နေနောက်ဆုံးဆွေးနွေးရမှာသိတယ်အဲ့ဒါဒါပေမဲ့ကျမတို့ကတိနဲ့អော်နေတာဆွေးနေတာတော့ဆွေးကိုဆွေးနွေးရမှာစပွဲဝိုင်းပေါ်မရောက်မလာပဲနဲ့ဘယ်ကိစ္စမှမပြီးပါဘူးဒါပေမဲ့အေးဆွေးနွေးဖို့ဆွေးနွေးခြင်းကွာတယ်ဘယ်လိုအနေထားနဲ့ဆွေးနွေးမှလဲဆိုတာကွာတယ်ဟုတ်လားအခုလိုအခြေအနေမျိုးမှာတော့ဆွေးနွေးလို့မရဘူးလေအခုလိုအခြေအနေမျိုးမှာတော့ဟာလာ PDF တွေကိုလာဆွေးနွေးပါလို့ तू ကပြောနေတာမှမဟုတ်တာ PDF တွေလက်နက်ချပါလင်းဝင်ပါလို့ तू ပြောနေတာလေ PDF တွေနဲ့ဟိုဒဲချင်းဆွေးနွေးမယ်လို့ပြောတာမှမဟုတ်တာเนาะအခုလိုအချိန်ခါမျိုးမှာအဲ့တော့ဒီလိုကောင်မျိုးတွေကျွန်တော်တို့ကယုံကြတာရှင်တို့ပဲယုံပေါ့အဲ့ဘာမဟုတ်တာဗဇက်ကနေလေနဲ့ပြောနေတဲ့လူတွေအဲ့ဗဇက်မြောင်ဗဇက်မှာလမ်းဆုံးနေဆိုတာအဲ့ဒါမောင်တို့လို line ပေါ်တက်ပြီးတော့လေနဲ့ပြောနေတဲ့လူတွေရှင်တို့တော့ယုံလေကျမတို့ကတော့မယုံပါဘူးအဲ့လိုလူမျိုးတွေကျမတို့စိတ်ကအဲ့ဒီလောက်နဲ့လဲမယိုင်လဲသွားဘူးအဲ့ဒီလောက်လဲမသေးသိဘူးပြောချင်တာကျမကတော့အထင်သေးတယ်အဲ့လိုလူမျိုးတွေတကယ်အထင်သေးတယ်နော်ကိုယ့်ဘက်ကိုပါလာလိမ့်မယ်လို့ဆိုရယ်ဘာမျောလင့်တာဒီမောင်စီကဘာမျောလင့်တာရှင်တို့ကသွားပြီးတော့ဟိုအလံပြူထောင်နဲ့စစ်သားတွေနဲ့တောင်ရှင်တို့ကသွားနိုင်နေသေးတယ်ဘာမျောလင့်နေရလဲဒီကောင်တွေကြီးကအလံပြူထောင်နေဆိုတော့ကျမတို့ကမျောလင့်လို့ရတယ်လေဆိုဘက်ကအင်အားပြုံးတိအောင်လုပ်တာလေကိုယ့်ဘက်ကိုအင်အားပါလာတာဟုတ်လားဒီကောင်တွေအလံပြူထောင်လာမထောင်ရင်လည်းထောင်အောင်ကျမတို့ကဟိုမျောလင့်ရမှာပဲလေဒါကတော်လည်းရေးအတွက်အကျိုးရှိလို့အလံပြူထောင်ခိုင်းတာလေဒီကောင်ကြီးကဘာအကျိုးမျက်ရှိမှာတော့ချင်းအဲ့အခုအဲ့လေအဲ့ဒါပဲကိုအဓိကပြောချင်တာကလေအဲ့ဒါကိုညီမတို့တွေကကိုစီကိုပြောတယ်ဆိုတာကမဖြစ်စေချင်လို့လေနော်ကိုတန်ဖိုးထားလို့လေနော်ဒီလိုချီးတွင်းနေရလို့ကောင်မျိုးနဲ့မပတ်သက်စေချင်လို့လေနော်ကိုတန်ဖိုးထားလို့ပြောတာအဲ့ဒီပုံမှာစဉ်းစားဆုံးဖြတ်ရမှာကိုစီအပိုင်းဖြစ်သွားပြီဒီပုံမှာညီမတို့ကထပ်ပြီးတော့လေဒါကြီးကိုဟိုဟာလုံနေ highlight လုပ်ပြီးပြောနေမှာမဟုတ်တော့ဘူးသတိပေးလိုက်မယ်နော်ဒါလေးရောဒီလိုလေးဖြစ်တင်နေဆိုတဲ့အကြောင်းကိုပြောလိုက်မယ်ကျန်တာသူရွေးချယ်ရမှာပဲလေသူဘာကိုရွေးချယ်မလဲပေါ့သူဆက်ချောက်မဲ့လမ်းဘာလဲပေါ့အခုညီမတို့သဘောမကျတာဘာလဲဆိုလို့ရှိရင်ကိုစီကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုတအားကိုဆက်တိမခံပုံစံမျိုးဖြစ်သွားတယ်ပထမပိုင်းလေးမှာလေဖြစ်သွားတဲ့ဟာဒီလောက်ကြီးမှမလိုအပ်တာပေါ့နော်ပြောတယ်ဟုတ်တယ်လူဆိုတာမှားတတ်တာပဲဘာဖြစ်လဲသမင်းစားတာအပြစ်မှမဟုတ်လားကိုတွေလည်းဟာလားသမင်းစားမိတဝိုင်းနဲ့ဟိုရှောင်လွှဲလို့မရရင်ဖြစ်သွားစားမိမှာပဲတပုံနဲ့ပိုင်ပါသွားမှာပဲဒါပြဿနာမရှိပါဘူးဒါပေမဲ့ဒီဘက်မှာဖြည့်ရှင်းနေကနည်းနည်းကိုဘက်ကနေမောင်ဘက်ကိုအရန်အကဲဆက်တလိုမျိုးဖြစ်သွားတာကိုသဘောမကျတာပေါ့နော်အဲ့ဒီလိုမျိုးမဖြစ်သေးဘူးအဲ့တော့သူ့နောက်မှာလိုက်နေတဲ့ဖန်နေဆိုတာရှိမယ်အဲ့သူလုံးရင်အကုန်လုံးမှန်တယ်ဆိုတဲ့ဟာမျိုးတွေဆိုတာကသူ့မှာလည်းရှိတယ်လို့ညီမတို့မှာလည်းရှိပြောချင်တာညီမတို့အမားလို့လို့ရှိရင်တော့မှမှန်တယ်သူလုံးတယ်ဒါသူဆိုရင်တော့မှန်တယ်ဆိုတဲ့ဟာမျိုးကတက်သူတို့မှာရှိတယ်နော်အဲ့တော့အများကြီးပါသွားတဲ့ခါကျတော့ဟုတ်တယ်လို့လူကြီးဖြစ်သွားဟာမောင်ဆိုတာကနော်ဟုတ်တယ်လို့ဖြစ်သွားတော့တခြားသတင်းတွေကပုံသွားပြီးမောင်ဆိုတာဖြစ်သွားတယ်အကုန်လုံးကမောင်ဆိုတော့ဒီဘက်ကလူတွေကပဲမောင်ကိုပြောနေတယ်ပို့တော့ဘလို့ပုံဖော်လဲဆိုတော့ဒီဘက်ကပြောနေတဲ့လူတွေကပဲမောင်ကိုအသက်တအားရေးတွေတွန်းချထိုးချနေလို့ပြောမယ်ဆိုတော့ရုံမရဆက်တွေလုံနေတဲ့ပုံစံမျိုးအထင်းလက်ကကွယ်နေတော့အရန်ကြီးစရာကြီးဖြစ်နေတာလေအဲ့ဒါကြီးကရုပ်ပြက်နေတာပေါ့နော်ကိုဘက်ကနေအိမ်ပြင်မရတာပေါ့ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ပြောတဲ့အချိန်ရောက်သလားမရောက်ဘူးလားတော့ကျွန်တော်မသိဘူးပေါ့နော်
အမှန်တမ်းပြောရင်ဒီကိစ္စမှာကျွန်တော်ကကိုစီကိုလည်းကိုစီလို့မမြင်ဘူးပေါ့ကိုစီတော့ဒေါ်လာရင်းဘက်ကဒါ respect ထားပြီးသားပါနော်ဒါအပိုင်းခက်ခန်းတာတစ်ခုအနေနဲ့ရှိတယ်တိုးတော့အဲ့မောင်မောင်ကိစ္စကိုဒီလောက်ကြီးဖြစ်နေရတဲ့နေရာမှာကျွန်တော်ကissue တစ်ခုလို့ပဲကျွန်တော်မြင်တယ်ပြဿနာရေးတောင်းမြလို့မမြင်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကြုံခဲ့ရတယ်လေနော်ကျွန်တော်တို့မတသေးလို့လည်းကိုယ်တိုင်ရောကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရောကြုံခဲ့ရနိုင်မယ်ထားဖို့အချင်းချင်းဖြစ်တာတို့အဲ့လိုပေါ့နော်ထားဖို့နဲ့ဘယ်လိုအခြေအနေမျိုးနဲ့ပဲဖြစ်ဖြစ်ပြောကြဆိုကြတာတွေကကြုံရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးခဏခဏကျွန်တော်ကြုံခဲ့ကြတယ်ကျွန်တော်မေးချင်တာပေါ့နော်မတသေးလည်းထားဖို့တရားပဲဆိုတော့အဲ့လိုတန်သူကြောင့်တန်သူကြောင့်ပဲဖြစ်စဉ်လို့ပြောရင်လည်းကျွန်တော်တို့ဖြစ်ကောင်းဖြစ်လိမ့်မယ်နော်အဲ့တော့အဲ့လိုရောဖြစ်စဉ်လေးတွေဖြစ်ကြတယ်တရားပဋိပက္ခလေးဖြစ်ကြအဲ့ဒါမတသေးဘာလို့လဲမှာဘယ်လိုမြင်လဲအဲ့လိုမျိုးဒီအဲ့လိုလေးအတန်လေးတွေတော့ထားဖို့နဲ့ပတ်သက်တဲ့အတန်ကလေးထွက်လာတာအဲ့ဒါဘာကြောင့်လို့မြင်လဲအဲ့လိုဖြစ်တဲ့အရာတွေအကုန်လုံးကလေဘာဘယ်အရာမှာသွားပြီးစုံချက်တစ်ခုရှိနေလဲပေါ့ညီမအမြင်ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးဘာမဟုတ်တဲ့ပြဿနာနဲ့ထပ်ပြီးတော့ဖြစ်နေတဲ့အဓိကအကြောင်းရင်းကတော့ညီမတို့ကတယောက်ယောက်ပေါ်မှာပုံချခြင်းတာပေါ့နော်တယောက်ယောက်ပေါ်မှာပုံချခြင်းနေတာတယောက်ယောက်ပေါ်မှာပောက်ကွဲခြင်းနေတဲ့ဆန္ဒတွေရှိနေတာအဲ့တော့မိုင်းမှန်တယ်ဆိုလည်းမစင်စားတော့ပဲနဲ့သူတို့ပောက်ကွဲရမယ်လူတယောက်တွေ့သွားလို့လာပောက်ကွဲလိုက်တဲ့သဘောမျိုးလို့ပဲထင်တယ်ညီမတို့အဲ့ဒါကရည်ရွယ်ချက်ပျောက်တယ်လို့ညီမထင်တယ်လीနော်ကျွန်တော်အခုဥပမာလေးတစ်ခုပေါ့ဥပမာလေးတစ်ခုဆိုတာတကယ်ခုနတကယ်ပါအဲ့ဒါအရှိတရားတစ်ခုကျွန်တော်စကားပြောဖြစ်တယ်အဲ့ပြောဖြစ်တော့မြေပြင်မှာရှိတဲ့ဒီတရင်မတူညီတဲ့ပေါ့နော်တက်နှစ်တက်ပေါ့အဲ့လိုပဲပြောရမှာအမိုဒီအောက်ကပါအဲ့တက်ကဒါကိုစီထောက်ပံ့ပေးနေအမှန်တကယ်ထောက်ပံ့ပေးနေနော်အဲ့သူတို့ကit's okay ပဲနော်ဒီကိစ္စမှာပြဿနာမရှိဘူးအဲ့တော့သူတို့ထောက်ပံ့ပေးနေအောင်အဲ့ဒီမျိုးမပြောရုံတမယ်ပါပဲနော်ဆိုတော့ဒါလည်းကျွန်တော်နားလည်ပေးလို့ရတယ်လက်ရှိပကတိအရှိတရားကိုပြောတာနော်အမှနော်နောက်တစ်ဖက်ကတော့ခုနအမပြောတဲ့ logic ကိုကင်ထားတဲ့တက်ပေါ့နော်သူတို့ကတော့အဆင်ပြေမဖြစ်ဘူးဒီကိစ္စသူတို့အတွက်အဆင်မပြေဘူးနော်ဒီကိစ္စသူတို့အတွက်အဆင်မပြေဘူးဆိုတော့ဒါမျိုးလေးသူအဲ့မှာကျွန်တော်တွေးမိလိုက်တာတကူကဘာလဲဆိုတော့တော်လိုင်းရေးမှာအမရဲ့ပတ်စံပေးတဲ့လက်ကတနက်ကိုအမိန်ပေးလို့ရတယ်ဆိုတဲ့စကားတစ်ခုရှိရဲ့တခြားတော်လိုင်းရေးမှာကလေးကပေါ်လာတဲ့စကားတစ်ခုပေါ့နော်ပတ်စံပေးရဲ့လက်ကအဲ့တော့ကျွန်တော်တို့ဒီထောက်ဖို့တွေကဩဇာရှိအဲ့ကျွန်တော်တို့ထောက်ဖို့လုပ်တဲ့သူတွေအနေနဲ့ပေါ့နော်ကျွန်တော်တို့ဆိုကျွန်တော်တော့ထောက်ဖို့မလုပ်ပါဘူးစကားပြောရလွယ်အောင်ပြောတာထောက်ဖို့လုပ်တဲ့သူတွေအနေနဲ့ကကိုယ်စီမှာရှိထားတဲ့ဩဇာနဲ့ကိုယ့်ရဲ့စကားပြောပေါက်မြောက်မှုလေးကိုဂရုစိုက်ဖို့လိုအပ်တယ်နောက်တစ်ခုကအဲ့လိုမျိုးပြောအဲ့လိုဖြစ်တယ်ပေါ့ဖြစ်တော့MOD အနေနဲ့ပေါ့ NUG MOD အနေနဲ့ဆိုရင်သူဒီ MOD အောက်မှာမရှိတဲ့တက်တွေရှိလောင်ကိုတော်၎င်းရှိပြီးသားတက်တွေကိုဩဇာတက်ရောက်မှုကြီးမားအောင်တော်၎င်းပေါ့နော်လုံနေရတဲ့စူးစမ်းနေရအားထုတ်နေရတဲ့အချိန်ပေါ့အမရဲ့အဲ့လိုအချိန်မျိုးမှာငွေကြေးစစ်စစ်မှုလမ်းကြောင်းကအရင်ရေးကြည့်တယ်ငွေကြေးစစ်စစ်မှုလမ်းကြောင်းအရင်ရေးကြည့်တယ်ထောက်ဖို့တွေအကုန်လုံးကိုဒီ PF ထောက်ဖို့အနေနဲ့တွားကျင်လက်သွားအခုမတသေးလို့လုံနေတဲ့ပုံစံပေါ့နော်လောရီကန်ရရှိနော်ကိုစီလို့ပေါ့နော်လောရီကန်ရရှိရဲ့သူတွေသူတို့တွေအကုန်လုံးကိုဒါ list MOFPI ဆိုလဲ MOFPI ပေါ့ဥတင်ထုံးနိုင်ငွေကြီးဌာနမှာ list တစ်ခုပေါ့နော် list တစ်ခုပေးအားလုံး register လုပ်ပြီးတော့တရင်နဲ့ဓာတ်ရိုက်ချိတ်တာမျိုးမဟုတ်ပဲနဲ့ MOFPI ကနေတစ်ဆင့်တရင်ကလိုအပ်ချက်တွေကိုအဲ့ဒီထောက်ဖို့ပေါ့သက်ဆိုင်ရာ list ဝင်နဲ့ဒီထောက်ဖို့တွေကိုsignal ပြမယ်ပေါ့နော်signal အချက်လက်ပေးမယ်အဲ့တော့အဲ့ဒီအနေမှာတစ်ဆင့်ကိုပါတော့ဒါကိုနီကိုမှနဲ့ပုံမှန်နိုင်ကောက်ခံနေကြထောက်ဖို့ကောက်ခံနေကြတဲ့အတိုင်းစနစ်ရကောက်ခံပေါ့နော်ဆိုတော့အဲ့လိုစနစ်မျိုးနဲ့တွားလိုက်တယ်ဆိုရင်တော့ဒီ MOD မှာလည်းပို့ပြီးဩဇာတက်လာနိုင်တယ်လို့ထင်တယ်ထောက်ဖို့တွေကလည်းတကယ်ခိုးတဲ့ဖတ်တဲ့ထောက်ဖို့တွေရှိတယ်လို့ယူယူတတလုံနေရတဲ့ထောက်ဖို့တွေလည်းရှိပါတယ်ကျွန်တော်နဲ့ဆိုရင်ဒါမှတည်းလိုမျိုးနည်းနည်းလေးထိထိရောက်ဘယ်လိုခေါ်မလဲကြဲပြတ်ပေါ့နော်ထိထိရောက်ဆိုတော့ကြဲပြတ်လုံနိုင်စွမ်းရှိတဲ့ထောက်ဖို့တွေရှိတယ်မတည်းထက်စိတ်တက်မရော့ပြင်မဲ့မတည်းတော့စကားပြောမကောင်းပြင်မဲ့တလောက်10သိန်း15သိန်း30ရတော့လေစုဒီကိုယ်တိုင်လည်းတွေ့လာကြတွေကထဲပေါ့နော်ထဲပေါ့နောက်တက်ဆိုင်ရတရင်လေးတွေကိုသူနဲ့ထိစပ်နေတဲ့သူတွေတရင်လေးတွေသူညီတောင်းထားတွေတို့ဒါစဉ်ချပေးနေတဲ့သူတွေပေါ့လူတယောက်ရဲ့အိတ်ကတ်တွေကပတ်စံကိုရဖို့ဆိုတာကတခုလားဆိုတဲ့စိတ်နဲ့တန်ရဖြစ်ပြီးအရင်အကြည့်ခံရပါတယ်အမထောက်ဖို့တွေအနေနဲ့လေအဲ့လိုရိုးရိုးသားသားလုပ်နေတဲ့ထောက်ဖို့တွေမျက်နှာငယ်နေရတာကိုလည်းတန်ရစိတ်နဲ့အကြည့်ခံနေရတာကိုလည်းကျွန်တော်ကမဖြစ်စေချင်ဘူးဆိုတော့အဲ့လို PFI လိုမျိုးဝန်ကြီးဌာနအနေမှာတက်ဆင်ထောက်ဖို့တွေအကုန်လုံးကို list လုပ်စေချင်တယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီအရွှေပေါ့နော်ဖြစ်နေတဲ့တန်လူကြောင်းရဲ့ဖြစ်စဉ်တွေတော်တော်များများကရှော့သွားမယ်ပြီးတော့ဒါဟာထောက်ဖို့ဆိုတဲ့ brand တစ်ခုတီးတန်းတစ်ခုဖြစ်သွားမယ်ပေါ့အခုကျတော့ထောက်ဖို့ကလည်းကျွန်တော်တို့ဒီနိုင်ငံကြီးမှာ dis ဖြစ်လို့မရဘူးဗျဝန်ကြီးဌာနတစ်ခုချင်းစီကဟိုဘက်ဝန်ကြီးဌာနကဒီဘက်ဝန်ကြီးဌာနကိုသွားပြီးတော့
ကြော်လွားပြီးတော့အမိန့်ပေးလို့မရဘူးလေကိုယ့်အနေကိုအကောင့်တွေပေါ်ရတာဒီလိုပဲနိုင်ငံရေးသမားကလည်းဒီဒေါ်လာရင်းနဲ့ပတ်ဆိုင်တဲ့နိုင်ငံရေး political work ကိုလုပ်ကြတယ်လို့activist တွေပေါ့နော်တက်ကြွလှုပ်ရှားသူတွေကလည်းကိုယ်နဲ့သက်ဆိုင်တဲ့အပိုင်းကိုလုပ်ကြတယ်ထောက်ဖို့တွေကလည်းကိုယ့်ရဲ့ထောက်ဖို့တည်တံ့ကိုအမှန်လို့ဘယ်လိုလဲလို့တည်ပြီးတော့ကိုယ့်ရဲ့ထောက်ဖို့ကိုပဲတည်တံ့လှုပ်ချင်းအပြင်ပေါ့နော်အောင်မကြော်ကြောက်စီးပေါင်မကြော်ကြခြင်းအပြင်ပို့ပြီးတော့အကောင့်တောက်တင်းလာဖို့ပေါ့နော်ဒီလိုပြဿနာတွေကိုသင်ခန်းစာယူရနိုင်တယ်ဆိုရင်တော့ကျွန်တော်တို့အတွက်အကျိုးရှိမဲ့အရာတစ်ခုလို့တော့ကျွန်တော်ထင်တယ်အမကျွန်တော်မှားတာရှင်ပြန်ပြီးထောက်ပြပြီးတော့ပြန်ပြီးဆွေးနွေးပေးပါဟုတ်တယ်ပတ်စံမေးကစားရုပ်တရက်ဆိုတော့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအမဒီပြီးခဲ့တဲ့လာလောက်ကအယူတီထန်တို့အိတ်ဖွင့်ပေးတာဆိုပြီးတော့ post တစ်ခုရေးမှုတယ်အဲ့ဒါကလည်းဆိုလို့ရှိရင်ဒီလိုမျိုးပေါ့နော် PRS လမ်းကြောင်းတစ်ခုတည်းမဟုတ်ဘဲနဲ့ဒီလိုမျိုးအမားတို့လိုမျိုးထောက်ဖို့တွေပေါ့နော်ကိုနိုင်ရလုံးနေတဲ့ထောက်ဖို့တွေအဲ့ဒီလိုမျိုးထောက်ဖို့တွေကိုပါဦးစီးဦးဆောင်မှုတစ်ခုအောက်ကနေစုစည်းပြီးတော့မှတရားရည်လူလာမျိုးမဟုတ်ဘဲနဲ့ MOD ကနေတဆင့်သွားတာမျိုး UNG ကနေတဆင့်သွားတာမျိုးသက်ဆိုင်ရာကနေတဆင့်သွားတာမျိုးပေါ့နော်ဒါမှမဟုတ်လည်းပဲအဲ့လိုတဆင့်မဟုတ်ဘူးဆိုလို့ရှိရင်တော့မှသူတို့ချပေးတဲ့တက်ရင်တွေပေါ့ဒီတက်ရင်တွေတော့တွားလိုက်ပါဆိုတာမျိုး UNG ကပြန်ပြီးချပေးတဲ့တက်ရင်တွေ MOD ကပြန်ပြီးချပေးတဲ့တက်ရင်တွေကိုတိုက်ရိုက်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးလေးလုံးတင်တယ်ဆိုတဲ့ဟာကိုမှ post တစ်ခုရေးခဲ့ဘူးတဲ့တကယ်တမ်းခုနပြောသလိုပဲဥပမာပေါ့ဘုံနဂါဖြစ်သွားတဲ့ပြဿနာပေါ့နော်ဘုံနဂါဖြစ်သွားတဲ့ပြဿနာဆိုမြေပြင်မှာလက်နက်ခိုင်ထားတဲ့လူတယောက်ဒါအတူသူတို့ဖြစ်တဲ့ပြဿနာတွေဂျားထဲမှာအတူဆုံးခြုံပြီးတော့ပြောရမယ်ဆိုရှင်မြေပြင်မှာလက်နက်ကင်ပြီးတိုက်နေတဲ့လူတယောက်ကကိုနော်ဒီဖန်တောက်လာတယ်ပြိတ်သက်ရှိလာတယ်တဲ့အခါကျတော့ဘာမှအန်ယူဂျီမလို့တော့ဘူးရှင်းပြောတာအန်ယူဂျီကိုအားကိုးစရာမလို့တော့ဘူးနော်သူကနဲ့သူရှိလာတော့ဒဇင်ထောင်လာတယ်ဒါပဲဒဇင်ထောင်နဲ့စိတ်အဲ့တော့အန်ယူဂျီနဲ့ဘယ်တော့မှမပူပေါင်းဆိုတာဘာကြောင့်မပူပေါင်းလဲသူမှစားရရှိနေသေးလို့နော်စားရမရှိလို့ရှိရင်မပူပေါင်းလို့မရတော့ဘူးသူ့မှာစားရရှိနေသေးတယ်သူ့မှာလှူတဲ့လူရှိနေသေးတယ်သူ့ကိုယုံကြည်ထောက်ခံတဲ့လူရှိအန်ယူဂျီကိုနင်လားငါလားလို့လက်မထောင်ပြီးရှင်မောင်တန်းမှာပဲအဲ့လိုလူမျိုးတွေကနောက်ထပ်လည်းထပ်ပေါ်လာမှာပဲဒါကြောင့်မို့လို့အမားတို့အပါဝင်ထောက်ဖို့တွေကိုအရင်အားပေးလို့ရတယ်ထောက်ခံလို့ရတယ်ထောက်ခံပြီးလို့ရတယ်ဒါပေမဲ့အရင်ကြီးပုံပြီးတော့တရားရခိုင်နှုန်းပုံပြီးယုံကြည်ပုံအပ်လိုက်တာမျိုးမလုပ်သင့်ဘူးပေါ့နော်ဘာလို့လူဆိုတာထောက်ဖို့ပဲဖြစ်ဖြစ်ညီမမှာလက်နက်ကင်တဲ့လူတွေပဲဖြစ်ဖြစ်ဒီ social media မှာပဲအသက်ရှင်ကြတာဖြစ်ချင်းပြောရဆို social media မှာနာမည်ရတာနေရာရတာကိုလူတိုင်းကကြိုက်ကြတာပဲအဲ့ဒီပုံမှာတာယာသွားပြီဆိုလို့ရှိရင်လမ်းကြောင်းကမှားသွားတတ်တယ်ဘုံကလမ်းကြောင်းမှားသွားတဲ့အကြောင်းရင်းကအဲ့ဒါလို့အမှမြင်တယ်နော်တစ်ချိန်လုံးအန်ယူဂျီမကောင်းကြောင်ပဲပြောတယ်တစ်ချိန်လုံးအန်ယူဂျီကိုပဲသူထိုးချနေတယ်တစ်ချိန်လုံးမပူပေါင်းဘူးနောက်ဆုံးကြတော့သူပူပေါင်းသွားတာကစစ်ကောင်စီဆိုတော့သူပြည်သူနဲ့လက်တွဲဒါအမတို့ကရှင်းရှင်းလေး auto understanding ပဲဖြစ်နေရမှာကအန်ယူဂျီနဲ့ PDF ကတသားတည်းပဲအခုအချိန်မှာဝင်တာမဝင်တာ local PDF ဘာညာရှိတယ်ကွဲနေတာအသာအမတို့မြင်ရတော့ PDF တွေအန်ယူဂျီအောက်ကပဲပြည်သူရဲ့မြင်ရဒီလိုပဲသွားမှာနော်အဲ့ဒါကိုမှကျွန်တော်ဒီ UNG နဲ့လည်းမပူးပေါင်းပါဘူး UNG လုံးဆောင်ချက်တွေကိုလည်းမကြိုက်ပါဘူးဆိုတော့သူပူးပေါင်းမှမယ့်လူကဘယ်နှယောက်ရှိလို့လဲဘယ်သူရှိလို့လဲဘယ်နှစ်ဖက်ရှိလို့လဲပေါ့နော်အဲ့ဒါပဲ UNG နဲ့မပူးပေါင်းလို့ရှိရင်သူဘယ်သူနဲ့ပူးပေါင်းမှာလဲမြေပြင်ရဲဘော်တွေက6ဘိုးတွေကိုကိုယ့်ရဲ့ဘိုးအိမ်လိုမျိုးသဘောထားတာသဘောထားနေရတဲ့အကြောင်းရင်းကအဲ့ဒါ UNG ကနေပြီးတော့နှစ်တကြကွက်ကဲမှုအောက်မှာမရှိနေလို့ပဲလို့အမထင်တယ်ဒါကြောင့်မို့ UNG ကလည်းလုပ်ဖို့လိုအပ်တာထောက်ဖို့အမတို့လိုထောက်ဖို့တွေတက်စုစည်းနေကြတာစုစည်းလိုက်စုစည်းပြီးတော့ဟုတ်တယ်ဒီအဲ့မှာလိန်လို့ရတဲ့လူလိန်လို့မရတဲ့လူဆိုတာလည်းပေါ်ထွက်လာလိမ့်မယ်အဲ့လိုလုံးလိုက်လိန်လို့မရတော့ဘူးသိလားစီစစ်နိုင်စွမ်းရှိလာလိမ့်မယ်မှာတကူကူပြဿနာတက်လို့ဆိုရင်အဲ့ဒီဥမာပေါ့ဗျာအခုဆိုဗန်နိုင်ဝန်ကြီးဌာန MOPFI ဆို MOPFI အောက်မှာအကုန်လုံးဝင်လိုက်အဲ့ဒီဘက်ကတရင်နေကနေ MOD ကနေပေးလိုက်တဲ့စင်ကို MOPFI ကနေတစ်ဆင့်ထောက်ဖို့တွေကို signal ပြပါတော့ဒါလုပ်ပေးပါကောက်ခံနေရမှာကိုယ့်ပုံမှန်တိုင်းကောက်ခံလို့ရတယ်အဲ့မှာရှိလာတဲ့ထောက်ဖို့တွေကြားရထောက်ဖို့တွေတချို့တလေပေါ့နော်မယုံမသားမှုတွေဖြစ်လာတဲ့ပါညာဆိုရင်လည်းအတန်ထွက်လာဆိုရင်လည်းဒါဟာတကယ်လားတကယ်ခိုးတာဖတ်နေရလားဒါမှမဟုတ်ဆွဲခံရလားဆိုတာကိုတရားဝင်စစ်စစ်လို့ရသွားတယ်အမတရားဝင်စစ်စစ်လို့ရသွားတယ်တကယ်လို့အဲ့တရားဝင်စစ်စစ်လိုက်လို့အမှုပေါ်သွားတယ်ပေါ့နော်အမှုပေါ်သွားရဆိုရင်လည်းဒီနာမည်ပြစရင်တင်ပြီးတခါလည်းပယ်ပြလိုက်လို့ရတယ်လေအမတခါလည်းပယ်ပြလိုက်လို့ရတယ်ပြောတာအဲ့ဒါလေအမတို့လူကျင်တာဖြစ်စေကျင်တာအဲ့ဒါအမတို့ကအထောက်ဖို့ဆိုပြီးတော့ကိုယ့်ဘက်ကိုတင်ထောင်ပြီးတော့ဟေးငါနောက်မှာတက်ရင်တစ်ဖွဲ့ရှိတယ်ငါဒီဖွဲ့ပြီးအဲ့ဒီလိုမျိုးမတို့ကမတော်ဘူးအမတို့အမြဲတမ်းអော်နေတယ် UNG ကိုအဲ့လိုလုပ်ပါထောက်ဖို့ဒီ
PDF တွေဒီ COC တခုတည်းအောက်ကစနစ်အောက်ကနေသွားတယ်လို့မျိုးပဲထောက်ဖို့ဒီလဲအဲ့ဒီလိုမျိုးစနစ်တကျသွားတင်တယ်အခုတော့အကုန်လုံးကပြန့်ကျဲကားနေပြီးတော့ဒီလူကိုယုံကြည်တဲ့လူကဒီလူဘက်မှာပါပြီးတော့မှဒီလူကြတော့အချင်းချင်းအဲ့မှာပြဿနာတွေကအချင်းချင်းဖြစ်တာဘာကြောင့်ဖြစ်လဲဆိုတော့မလိုအပ်တာတွေပြောရတာပေါ့နော်ဟုတ်မလိုအပ်တာတွေပြောနေရပြီတကယ်လို့ဒါUNG အောက်ကနေပဲသွားနေမယ်ဆိုလို့မြတ်မင်းဘယ်နေရာမှာဘယ်နေမြေမှာဘယ်လောက်ပဲစီယုံဝင်ဘယ်လောက်ပဲရရအကုန်လုံး UNG အောက်ကနေသွားမှာဘာမှပြဿနာမရှိတော့သူ့လူလဲပဲဒါတို့ဆိုရအောက်ကနေသွားမှာပဲဟုတ်တယ်မလားဒီလူကိုသွားထူလိုက်လဲပဲတို့ဆိုအတူတူပဲဘယ်သူလူအတူတူပဲဆိုတော့တချင်းတမင်းမဖြစ်တော့ဘူးသိရမလားဒါမှမဟုတ်သူတို့ပုံကိုယ်ရေးအရာသူတို့လေးစားလို့ကိုလေးစားလို့ကိုချစ်ခင်လို့သူတို့ကသူတို့အားပေးတာတော့သူတို့ရဲ့ကိစ္စဒါတကြောင်ပေါ့နော်ဒါပေမဲ့ငွေကိစ္စနဲ့ပတ်သက်ရင်တော့စနစ်တကျရှိသွားမယ်အမတို့ကအဲ့လိုဖြစ်ချင်တယ်ဟုတ်သဘောထားတူပါလေကျွန်တော်အဲ့ရနဲ့ပတ်သက်ပြီးတော့တခုခုပေါ့နော်တင်ပြနိုင်ဖို့အတွက်နည်းနည်းစူးစမ်းနေရလဲရှိတယ်ပေါ့နော်ဒီကာလတွေမှာတော့အားလည်းလုံးကောင်းတယ်ကိုအဲ့ဒါညီမတို့လည်းအများအားអော်နေတဲ့ကိစ္စတွေပဲအမတို့လည်းဟုတ်တယ်ချိုးဟာရအခုနပြောလို့ပေါ့ကျွန်တော်ကတော့ဒီကိစ္စအဲ့လိုဒီမမောကိစ္စဝင်လာတယ်ဆိုတဲ့အချိန်မှာကိုစီကတော့ကော်ကောင်ဖြစ်သွားတာပေါ့နော်သူကဒီကြိုင်းမှာညက်သွားတယ်လို့ပြောရမလားဒီတော်လိုင်း ideology ကြားရတဲ့မှာသူကတော့ညက်သွားတယ်ညက်သွားပြီးတော့လူသားသဘာဝရသူပြန်ပြီးတုံ့ပြန်အဲ့လိုမျိုးဖြစ်လာတယ်ပေါ့ဒါပေမဲ့တကယ်ပြဿနာရဲ့ဇင်းမြက်ကအဲ့လိုကျွန်တော်တို့စနစ်ချဖို့အတွက်အချိန်တန်ပြီးပေါ့ဒါကျွန်တော်တို့ကဒီတော်လိုင်းကဘယ်ချိန်ပြီးမှလဲတိုးမှလားရှေ့မှလားမလန့်ဖြန်လားတပတ်ခါလားနောက်တစ်နှစ်လားနောက်9နှစ်လားမသိချဘူးဒါပေမဲ့ပေချာတစ်ခုကိုတော့ကျွန်တော်တို့ပြောလို့ရတယ်ရေရှည်စစ်ပွဲမှာရေတိုးစစ်ပွဲမှာကျွန်တော်တို့ကဒီဟိုဟာနဲ့ပေါ့နော်ယုံကြည်ချက်ပြင်းထန်တဲ့သူတွေကနိုင်တယ်ဟိုပြည်သူကလည်းရာခိုင်နှုန်းပြည့်မှန်မနေဘူးပြည်သူဆိုတိုင်းမှန်မနေဘူးပြည်သူလောက်တာလဲသိလားဒါကြောင့်မို့လို့ပြောကြတယ်နိုင်ငံရေးစကားပြောကြတဲ့အခါမှာဒီလူမျိုးတွေလမ်းဆောင်တဲ့နေခြင်းလို့ဝိုင်းပြောကြတာလေနော်ဘယ်သူမှတရားရခိုင်နှုန်းမှန်မနေအဲ့ဒီပြည်သူမှရင်တော့ပြဿနာရှိတယ်နော်ပြည်သူဥပမာတခုပြောမယ်ပေါ့နော်ဟိုမြန်မာပြည်အောင်စပူကိစ္စလိုမျိုးပေါ့နော်ဟုတ်ဘာမှမဟုတ်တဲ့အခုမြန်မာနိုင်ငံလုံးဖြစ်နေတဲ့အတိုင်းတာကပုံမှန်အတိုင်းတာမှမဟုတ်တာကမ္ဘာပေါ်မှာထူးထူးခြားခြားဖြစ်နေတဲ့ပြဿနာတွေနော်ထူးထူးခြားခြားလူတက်မှုကြီးပေါ့အချင်းချင်းတက်တာပေါ့ဥပမာယူကရိန်းနဲ့ရုရှားနဲ့ဆိုလို့ရှိရင်ဒါတနိုင်ငံနဲ့တနိုင်ငံဖြစ်တာကိုရီးယားကအချင်းချင်းပြန်တက်တာလေနော်လက်နက်ကင်ထားတဲ့ကိုရီးယားရဲ့အုပ်ချုပ်ပါတယ်ကိုရီးယားဖခင်ကြီးပါဆိုတဲ့လူတွေကကိုရီးယားကိုပြန်တက်တာလေအဲ့ဒီလိုအခြေအနေမျိုးမှာပုံမှန်အခြေအနေမဟုတ်ပုံမှန်အခြေအနေမဟုတ်တဲ့အခြေအနေမျိုးမှာအဲ့လိုကြီးမဟုတ်တဲ့ပုံမှာတာယာပြီးတော့ဖြစ်နေကြတဲ့ကိစ္စကြီးကတော်တော်လေးကိုလွဲမားနေတဲ့ကိစ္စကြီးပေါ့နော်အဲ့တော့လူတယောက်ကိုလမ်းကြောင်းတဲ့ပေးနိုင်တာကပြည်သူဖြစ်တယ်လို့လူတယောက်ကိုလမ်းကြောင်းမအောင်တွန်းပို့ပေးနိုင်တာကလည်းပြည်သူပဲဖြစ်တယ်အဲ့တော့တွန်းပို့တဲ့လူကလမ်းကြောင်းမှန်တွန်းပို့တတ်ဖို့တော့လိုတယ်ပေါ့နော်ဒါကိုပြည်သူလူထုကလည်းနားလည်ဖို့လိုတယ်ဒီကိစ္စတွေခုန UNG နဲ့ PLA တို့ဖြစ်တဲ့ကိစ္စလိုမျိုးတွေနောက်ထပ်လည်းဖြစ်လာအောင်ပါပဲဒီပေါ်မှာပြည်သူကUNG ဆိုရင်ဆဲမယ်ဆိုတဲ့စိတ်နဲ့တာဝင်ဆဲနေလို့ရှိရင်ဝင်ဆဲအကောင်တွေပုံများလာလိမ့်မယ်ဒါပဲရှင်းပဲဟုတ်လားဒါဒီကောင်တွေဆဲနေလူတွေကအများကြီးများတဲ့နောက်ကိုလိုက်ကြတာလေသူတို့ဆဲနေပြီဟုတ်လောက်တယ်မနေ့ကဆိုညီမပြောပြမယ်အမပြောပြမယ်ပထမနေ့ကဆိုအဲ့မောင်ကိစ္စနဲ့ပြောလိုက်တဲ့အပေါ်မှာဘာမီဒီယာမှန်းလည်းမသိဘူးသီလားပေါက်လို့ပဲသားမီဒီယာပေါ့နော်အဲ့ပေါက်လို့ပဲသားမီဒီယာကနေပြီးတော့အမပုံကြီးကိုနဲ့မောင်ပုံကြီးကိုနှစ်ခုဒီလိုမျိုးပြုလုပ်ပြတဲ့ရှင်လာပြီးတော့သီလားသူကကောင်းစဉ်တက်ထားတာကလည်းဘာလဲဆိုတော့မောင်ထမင်းဖိတ်ကြွေးတာကိုတဲတဲလက်မခံတယ်ကြောက်ရတော့ဆိုတော့ကိစ္စဘယ်ဝလာသိတယ်ကြောက်စရာကြီးသီလားတက်ထားတာမောင်ထမင်းဖိတ်ကြွေးတာကိုတဲတဲလက်မခံဆိုတော့အဲ့ဒီလိုမျိုးပေါ့မှာအောက်ကနေပြီးတော့ကိုလည်းကြီးနေတာပေါ့နော်ဘာလဲပေါ့အဲ့ဒါဝင်ကြည့်လိုက်တော့အောက်ကနေပြီးတော့မန့်နာတဲ့လူတွေကလက်မခံရင်ဖိန်ခံဆိုပြီးတော့မန့်နာကြတာအများကြီးတော်တော်နေတာအဲ့ဒါပြည်သူလူထုကလည်းမှန်နေဖို့တော့လိုတယ်လေးလာဖို့လိုတယ်ဟဲ့လားဒီလူကဘာကိုရည်ရွယ်တာဘယ်သူဘက်ကလူမှန်ပုံလည်းမတင်တာဘူးဟဲ့လားဘယ်မီဒီယာဆိုတာလဲထင်းထင်းပေါ်ပေါ်မီဒီယာမျိုးလည်းမဟုတ်ဘူးကိုအဲ့ဒီလိုကောက်လုပ်ထားတဲ့မီဒီယာကကောင်းနေတက်ချင်တယ်လို့တက်ထားပြီးတော့ရေးချင်တယ်လို့ရေးထားတဲ့အပေါ်မှာကိုယ်လည်းမသိတဲ့လူတွေရှိတယ်မမြင်ဘူးတဲ့လူတွေကလည်းမမြင်မဲနဲ့ဆဲတာဘာအကြောင်းညာကိုရေးထားလို့ရေးထားမှမသိပဲနဲ့ဝင်ဆဲတဲ့ကောင်တွေကလည်းတက်ရှိတယ်အဲ့တော့သူ့ကောင်းစဉ်ကိုကြည့်ပြီးတော့အမကပဲကိုစီကိုထိုးချနေတယ်လို့ထင်ပြီးတော့မှကိုစီဘက်ကနာပြီးဝင်ဆဲအဆဲတလိုင်းဖြစ်နေတယ်အဲ့တော့အမပြောထားတဲ့ဗီဒီယိုဖိုင်ကိုတယောက်မှလည်းနားထောင်ဘူးလားမဟုတ်ပဲနဲ့ဒီတိုင်းဝင်ဆဲတာဘာကိုပြောချင်တာလဲသူပြောချင်တာဘယ်သေးပဲကိုသွားတာလဲဘယ်သူအတွက်ပြောတာလဲဆိုတဲ့ဟာဗီဒီယိုတွေနားထောင်ပြီးမှသိမယ်ဒီစာဆိုလို့ရှိရင်လည်းစာတစ်ပုတ်လုံးကိုဘသူကိုမဆိုငါနောက်မှာတက်ရင်တက်ဖွဲ့ရှိတယ်ငါနောက်မှာပြိသက်ရှိတယ်ဆိုပြီးတစင်ထောင်တဲ့စိတ်သက်မျိုးတွေမဝင်လာအောင်ပြည်သူလူထုကိုယ်တိုင်ကဝိုင်းဝန်းထိန်းချောင်းရမှာဖြစ်ပါတယ်
ပုဂ္ဂိုလ်ရေးအရာချစ်ခင်မြတ်နိုးတာထက်တော်လန်ရေးပန်းတိုင်ကိုပဲစိုက်ကြည့်ပြီးရှေ့ဆက်ကြပါစို့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ